brother တို့အားလုံးပဲမင်္ဂလာပါနော် brother တို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဝမ်းသာစရာသတင်းလေးတစ်ခုရှိရပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့တော်တော်များများသိလောက်ပြီလို့ထင်ပါတယ်ဘိုင်းနက်ကနေပြီးတော့မှအလူငွေပြီးသွားမယ်ပေါ့နော်လူတန်းသွားမယ်လို့ကျွန်တော်တို့ကို31ရက်နေ့မှကျွန်တော်တို့ကိုပြပြပြီးသွားတယ်ပေါ့နော်အဲ့ဒါကဘယ်လိုလဲဆိုလို့ရှိရင်တော့ဒီ Binance နဲ့ကျွန်တော်တို့ cryptocurrency နှစ်ဦးပေါင်းပြီးတော့ကျွန်တော်တို့ငလင်တန်တင်သွားတဲ့နိုင်ငံတွေကိုကျွန်တော်တို့အလူပေးမယ်ပေါ့နော်အဲ့နိုင်ငံတွေကဘယ်နိုင်ငံတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့အိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနှစ်နိုင်ငံကိုပေးသွားမယ်ပေါ့နော်ကူညီသွားမယ်ပေါ့နော် supporting လုပ်သွားမယ်ရမှာကဘယ်သူတွေကအများဆုံးရမှာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကဒီပေါ့နော်ထောက်ပံ့ကြီးဒီအလူငွေအများဆုံးရရှိမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကဒီပေါ့နော်ငလင်ကျောကကျွန်တော်တို့မြန်မာနိုင်ငံဖြစ်တဲ့အတွက်ထိခိုက်ပျက်စီးမှုကကျွန်တော်တို့မြန်မာနိုင်ငံကအများဆုံးဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကိုပို့ပြီးတော့ပေးသွားမယ်ဖြစ်တယ်နော်ပို့ပြီးတော့ပေးသွားမယ်ဆိုတာကလည်းကျွန်တော်တို့ပေါ့နော်ဒီထိုင်းနိုင်ငံကိုလည်းဒေါ်လာ900ဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုလည်း900ညီတူညီမျှပါပဲဒါပေမဲ့တယောက်တင်းတယောက်ရနှုန်းကတော့မတူတော့ဘူးပေါ့နော်โอเคဘိုင်းနက်ကကျွန်တော်တို့ဒီပေါ့နော်ခုမှကျွန်တော် KYC တင်ပြီးတော့လုပ်ရင်လည်းကျွန်တော်တို့မရရှိတော့ပါဘူးကျွန်တော်တို့31ရက်နေ့ရင်ကဆိုရင်တော့ကျွန်တော်ရမယ်31ရက်နေ့ဒီနောက်ပိုင်းမှာဖောက်တဲ့1ရက်နေ့2ရက်နေ့မှာဖောက်ပြီးတော့ KYC အောင်တဲ့သူတွေဆိုရင်တော့ဘိုင်းနက်ကကျွန်တော်တို့ကို BNB coin လေးပေးသွားမှာမဟုတ်ပါဘူးပေါ့နော်သူ BNB coin ကလည်းကျွန်တော်တို့ဒေါ်လာပေါ့ဥပမာကျွန်တော်တို့ဒီပေါ့နော်ဒီဘာမှမလုပ်ဖ ೇನೆ ကျွန်တော်ဒီ KYC လည်းအောင်ထားတယ် Binance application လည်းရှိတယ်မြန်မာနိုင်ငံသားလည်းဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံအတွက်ဆိုရင်ကျွန်တော်တို့ကို$5 free ပေးသွားမယ်ပေါ့နော်$5ပေးသွားမယ်အဲ့လိုမှမဟုတ်ဖ ೇನೆ ကျွန်တော်တို့ကဖောင်နီတင်ပြီးတော့မှကျွန်တော်ငလင်တန်အသင်းအနာအမှန်ကန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဒီပေါ့နော်$50เนาะ$50နဲ့တန်ဖိုးညီမျှတဲ့ BNB coin တွေကိုပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာတွေလုပ်ရမလဲဘယ်လိုတွေလုပ်ဆောင်ရမလဲဖောင်တွေဘယ်လိုဖြစ်ရမလဲဆိုတာကိုကျွန်တော်နဲ့တူတူ live ဖြည့်လိုက်ကြမယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ Binance ထဲကိုဝင်လိုက်မယ်ဝင်ပြီးသွားပြီရောက်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမြေပေါ့နော်ကျွန်တော်ဒီ scabber လေးရဲ့ဘေးမှာကျွန်တော်ဒီပေါ့နော်ဒီလိုပုံစံလေးရှိတယ် home လေးရှိတယ် account လေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်တဲ့ချိန်မှာ user ဆိုတာလေးရှိရပေါ့နော်ဒီမြေကျွန်တော်ဆရာကလည်းပြထားပြီ okay အဲ့ရလေးတွေ့ဆိုရင်ဘေးမှာ verification လေးရှိရပေါ့နော် okay အဲ့ verification လေးကိုကျွန်တော်ကနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီအတွင်းထဲကိုရောက်ရှိပြီဆိုလို့ရှိရင်တော့ဘာလို့ရမလဲဆိုတော့ကိုတစ်ချက်ပြောပြပေးမယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ founding ရမယ်ပေါ့နော် found မတင်မဲ့နဲ့ကျွန်တော်တို့ဒီတိုင်းထားတဲ့သူဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံသားဖြစ်တဲ့ဆိုရင်ကျွန်တော်တို့ကို$5ပေးသွားမယ်ပေါ့နော်ထိုင်းနိုင်ငံဆိုလို့ရှိရင်တော့အများဆုံးတယောက်ကို$10စီပဲရမယ်ပေါ့နော်ကျွန်တော်တို့ကတော့$5ရမယ်ဒီပေါ့နော်တကယ်ဥပမာပေါ့နော်ကျွန်တော်တို့ဒီငလင်တန်တင်တဲ့ဇကိုင်းတို့မန္တလေးတို့ဆိုလို့ရှိရင်တော့ကျွန်တော်မန္တလေးတို့ဆိုလို့ရှိရင်တော့ပို့$50ထိရမယ်ပေါ့နော်ကျွန်တော်ဖောင်တင်တာအမှန်ကန်ဖြည့်နိုင်တယ်ဆိုရင်$50ထိရမယ်ရန်ကုန်တို့ပါတို့တခြားမြို့နယ်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က$5ပဲပေးသွားမယ်ပေါ့နော်$5နဲ့ညီမျှတဲ့ BNB coin တွေကိုပေးသွားမယ်အဲ့တော့ကကျွန်တော်တို့ကဒီလိုမျိုးလေးရောက်လာပြီး user လေးလည်းပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ accurate to increase your face limited to limit ပေါ့နော် okay ဒီကောင်ဒီပေါ့နော် get verification post set လေးကိုကျွန်တော်တို့တင်ပေးရမယ်ပေါ့နော် okay အဲ့တော့ကကျွန်တော်တင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါ get verify ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်okay နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ the documents continue your name ဒီမှာပေါ့နော် your address တွေပါတယ်ကျွန်တော်တို့ continue document တွေပါတယ်ကိုကျွန်တော်တို့တခြားလေးလုပ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအောက်မှာ new KYC continue လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ဟုတ်ပါတယ်ဒါကကျွန်တော်ရဲ့ဒီပေါ့နော် KYC ဖြည့်ထားတော့က51လမ်းကျွန်တော် state ပေါ့နော်ကျွန်တော်မန္တလေးတိုင်းဒေသကြီးပြည်ကြီးတကုံမြို့နယ်51လမ်းမှာကျွန်တော်နေတယ်ပေါ့နော်51လမ်းမှာနေတဲ့မန္တလေးတိုင်းဒေသကြီးဒီမှာပေါ့နော်ဒီမှာဒါဆိုရင်ကျွန်တော်တို့ကတိုင်းဒေသကြီးပေါ့နော်ပြည်နယ်ကတော့ပြည်ကြီးတကုံလက်နံပါတ်က51 state ပေါ့နော်โอเคဒါမှန်သွားပါပြီမှန်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ KYC အောက်က continue လေးကိုပဲဆက်သွားလိုက်ပြီပေါ့နော်အဲ့မှာကျွန်တော်တို့ကဘာဖြစ်ရမလဲဆိုရင် post code ဒီဟာကကြတော့ကျွန်တော်စာတိုက်ကုတ်လို့ကျွန်တော်ထင်တယ်ပေါ့နော်စာတိုက်ကုတ်ထည့်ရမယ်ဒီမှာ man လေးပြီးတော့ဘာညာတော့မှန်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီကောင်လေးကိုနည်းနည်းလေးတစ်ချက်ကြည့်ပေးမယ်ပေါ့နော် okay ဒီမှာပေါ့နော်ကျွန်တော်တစ်ချက်ကြည့်ပြီးသွားပြီကျွန်တော်ကဒီမှာစာတိုက်ကုတ်ကိုဒီမှာကဒီကောင်လေးကကျွန်တော်စာတိုက်ကုတ်ပေါ့နော်စာတိုက်ကုတ်ဆိုတာကဘယ်လိုလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်ကြီးတကုံဆိုလို့ရှိရင်တော့ဒီပေါ့နော်7i ပြီးတော့ခါကျတော့ဒီမှာစာတိုက်ကုတ်ကလေးရှိရပေါ့နော်အဲ့လိုလေးရှိတယ်ပြီးတော့ခါကျတော့ဒီကမန္တလေးကိုနေတဲ့မြို့ပေါ့နော်ဒီရောက်ကကျတော့ကျွန်တော်တို့ဒီနိုင်ငံပေါ့နော်နိုင်ငံကိုကျွန်တော်တို့ကထည့်ပေးရမယ်ပေါ့နော်အဲ့မှာပေါ့နော် state ကဘယ်နိုင်ငံမှာကျွန်တော်တို့ကနေရလဲပါညာပေါ့နော်
Okay oh sorry ပါ brother sorry ပါဒီမဲ့ပေါ့နော်ဒီကောင်ကကျတော့ကျွန်တော်တို့ဒီပေါ့နော်ဒီဥမာပေါ့ Mandalay region မှာနေရပေါ့နော် region ကိုသူကပြသပေးရမယ်ပေါ့နော်ဒီ Mandalay နဲ့မဆိုင်ဘူးဒီကောင်ကကျွန်တော်တို့နောက်ထပ် region ကိုပြသပေးရမယ်ဒီယောက်ကမှကျွန်တော်တို့ကမြန်မာဘာမီဆိုတာလေးကိုသူကပြသပေးထားတယ်ပေါ့နော်ခုလည်းပြသပေးထားတယ်မြန်မာဘာမီကတော့မှန်တယ်ဒီမှာကကျွန်တော်တို့ Mandalay region ကိုထည့်ပြရမယ်ပေါ့နော်ဥမာပေါ့ကျွန်တော်တို့စကိုင်းဆိုရင်စကိုင်း region ပေါ့နော်အဲ့လိုလေးထည့်ပေးရမယ်ကျွန်တော်ပြန်ပြောပြပါမယ်ဒီကောင်ကကျွန်တော်စတိုင်းကုတ်ကလေးပါတကယ်လို့စတိုင်းကုတ်မသိဘူးဆိုလို့ရှိရင်ကျွန်တော်နီလန်တစ်ခုပြောပြပေးပါမယ်မန္တလေးဆိုရင် 7i ကနန်းက9လုံးရှိရမယ်ပေါ့နော်0507အိမ်အောင်စုကုတ်ပါပဲတကယ်တမ်းကတော့ပေါ့နော်အိမ်အောင်စုကုတ်ပါပဲကျွန်တော်တို့တကယ်လို့မသိရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တစ်ခုပြောပြပေးမယ်အဲ့ဒါကတော့နီလန်ကောင်းပဲပေါ့နော်အဲ့ဒါကဘယ်ကိုသွားရမလဲဆိုလို့ရှိရင် ChatGPT ကိုသွားပါသွားပြီးသွားရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမန္တလေးတို့ဒီဟာလေးတွေကိုသူကကျွန်တော်ဖြည့်ပြီးသွားပြီဆိုရင်မမနော်ကျွန်တော်တို့တခုဥပမာအနေနဲ့ကျွန်တော်တခုပြပေးမယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီမှာ Mandalay MANDANEY Mandalay REGION region ပေါ့နော် IGION region Mandalay region ပေါ့နော်ကျွန်တော် Mandalay region ရိုက်လိုက်ပြီးရိုက်ပြီးသွားပြီဒါလိုမျိုးအကုန်လုံးပုံစံလေးဖြည့်ပြီးသွားပြီ country ကိုလည်းကျွန်တော်တို့ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဇာတ်ကွက်ကလေးအလုတ်ကလေးရှိမယ်ပေါ့နော်အဲ့လိုအလုတ်ကလေးရှိပြီးသွားပြီဆိုလို့ရှိရင်ဒီပုံလေးနဲ့အတူဥပမာပေါ့နော်ကျွန်တော်တို့ ChatGPT ကိုမေးလိုက်ပါကျွန်တော်ဒီပို့စာလေးကစာတိုက်ကုတ်ကိုဘယ်လိုတောင်းရမလဲစာတိုက်ကုတ်ကလေးကိုကျွန်တော်ပြပြပေးပါဆိုရင်တော့သူကစာတိုက်ကုတ်ကလေးနဲ့အတူဒီအချက်တွေကိုသူကပြပြပေးမှာနော်စာတိုက်ကုတ်ကလေးကိုသူကပေးလိုက်မယ်ပေါ့နော် ChatGPT ကသူကတော့ဒီပေါ့နော်ကျွန်တော်ဒီမော်ကျွန်တော်ဒီလာဝကရုံးတို့ဘာလို့မှစာပါရှိရပေါ့နော်အဲ့လိုစာပါကနေသူကယူထားခြင်းဖြစ်တယ်ကျွန်တော်တို့ပေါ့နော်အဲ့ကုတ်ကလေးရှိတယ်အဲ့ကုတ်ကလေးကိုကျွန်တော်တို့ဖြည့်ပေးလိုက်ရင်ရပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့အိမ်အောင်စုကုတ်ကိုကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ရမယ်ပေါ့နော်โอเคဒါဆိုကျွန်တော်အိမ်အောင်စုကုတ်ကလေးထည့်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ကစာလိုက်ကုတ်ထည့်ပြီးသွားပြီပေါ့နော် brother တို့တကယ်လို့အဆင်မပြေဘူးဆိုရင်ကျွန်တော်ဗီဒီယိုမှာနားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram channel ကိုလာခဲ့ပါပေါ့နော်ကျွန်တော်တစ်ခုချင်းစီစိတ်ရှိနဲ့ရှင်းပြပြီးမယ်ပေါ့နော်ဒါကလည်းကျွန်တော်ရဲ့အလူလှုပ်ချင်းတစ်မျိုးပဲပေါ့နော်ဒီခုချိန်မှာကျွန်တော်ရဲ့အလူတစ်ခုလှုပ်ချင်းဖြစ်တဲ့အတွက်ကျွန်တော်စိတ်ရှိနဲ့ရှင်းပြပေးပါမယ်မရတဲ့အထိကိုကျွန်တော်ကရှင်းပြပေးမယ်ပေါ့နော်လာခဲ့ပါကျွန်တော်ကုသိုလ်လုပ်တာပါပဲโอเคအဲ့တော့ကျွန်တော်ဒီမှာရပြီကျွန်တော်ပြောသလိုစာတိုက်ကုတ်ကိုလည်းတောင်းလို့မို့AI ရလည်းချပြီးသွားပြီသူကမန္တလေးတိုင်းမြန်မာနိုင်ငံရဲ့ဒီပေါ့နော်အချက်လက်အရာသူကပေးတာပေါ့နော်သူလည်းဟိုလိုထိုးပေါက်ပြီးတော့လှုပ်ထားရလည်းမဟုတ်ဘူးโอเคအဲ့တော့ကျွန်တော်ရပြီပုံမှန်တိုင်းလေးပဲကျွန်တော်တို့ဒီမှာဟောတော့ကျွန်တော်စကိုင်းဆိုရင်စကိုင်းရန်ကုန်ဆိုရန်ကုန်ဒီမှာ region လေးထည့်ပေးမယ်စကိုင်း region ဆိုစကိုင်း region ရန်ကုန် region ဆိုရန်ကုန် region ပေါ့နော်မှန်သွားပြီဆိုလို့ရှိရင်เนาะဒီမှာမြန်မာဘာမစ်လဲမှန်သွားပြီဆိုရင်အောက်က new KYC continue လေးကိုနှိပ်လိုက်ရုံပဲပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီပေါ့နော် choosing a document to upload ပေါ့နော်သူကဒါကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်เนาะ okay ဒါဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာပေါ့နော်သူက KYC ပေါ့နော်ဒါကဘာကိုပြောချင်လဲ document တင်ရမယ်ပေါ့နော်ကျွန်တော်ဒီမှာ statement ဆိုလို့ရှိရင်လဲကျွန်တော်ပေါ့နော်ဥပမာပေါ့နော်ကျွန်တော်ဒီမှာ internet ဆိုလို့ရှိရင်လဲ internet နဲ့ဘေးဆောင်ထားတာရှိရမယ်တယ်လီဖုန်းပေနဲ့လဲဆောင်ထားတဲ့ဥစ္စာရှိရမယ်ကိုယ့်ရဲ့နာမည်ပါမယ်ပေါ့နော် service ဆိုတာကတော့ကျွန်တော်ဒီမှာပေါ့နော်တခြားဘယ်လိုပြောမလဲဆိုလို့ရှိရင်ဟိုမှာပေါ့နော် service ဆိုတော့တခြားရေမီးတို့ဘာလို့ပေါ့နော်ကျွန်တော်ဒီအကူအညီတွေပါလောက်တာတွေပါလေကိုယ့်ရဲ့နာမည်ပါရမယ်ပေါ့နော် okay အဲ့လိုမျိုးလေးတွေကိုကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်ကအကောင်းဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီ internet နဲ့ကျွန်တော်ဒီနှစ်ခုကိုပဲရွေးပါ okay အဲ့တော့ကျွန်တော်ကအပေါ်ဆုံး service ဥစ္စာလေးကိုပဲကျွန်တော်ယူလိုက်မယ်ပေါ့နော် service ကဘာလို့လဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်ပေါ့နော်အဲ့တော့ရေမီးတို့ဘာတို့ကကြတော့ကျွန်တော်လှူတယ်ကျွန်တော်ရဲ့နာမည်မပါရင်တော့မှအဖေအမေနာမည်ပါလို့ရှင်လေရတယ်အဲ့လိုထီကိုကျွန်တော်တို့ကလုပ်လို့ရပါဘောเนาะဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီပေါ့เนาะအဲ့လိုတွေလည်းအဖေမေတွေကကျွန်တော်တို့လောလောဆယ်မှာအဖေမေနဲ့ကျွန်တော်ဝေးနေရအောင်တနေရာရောက်နေတယ်ဟိုမှာเนาะကျွန်တော်ငလင်လောက်ထားလို့အိမ်ကစိတ်မချလို့ရွာတွေဘာတွေပို့ထားတယ်ဆိုလို့ရှိရင်တော့နယ်တွေဘာတွေပို့ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ service ကိုမရွေးပါနဲ့ internet ကိုလည်းယူလို့ရပါတယ် internet ကကြတော့ဘာကိုပြောချင်းဖြစ်တာလဲဆိုလို့ရှိရင်เนาะပေါ့တော့ကျွန်တော် wifi ပေါ့เนาะအကောင်းဆုံးအနည်းဆုံးအနီးဆက်ဆုံးကျွန်တော်ပြောပြပေးမယ်ပေါ့เนาะဒီ internet ဆိုလို့ရှိရင်ကျွန်တော် wifi မှာကျွန်တော်တို့ဒီပေါ့နော် document တောင်းလို့ရရပေါ့နော် document ဆိုတာကကျွန်တော်တို့ရဲ့နာမည်နဲ့ပြီးဆောင်တာတွေဘာတွေကိုကျွန်တော်လုပ်ရမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်မရှိရင်တောင်မှကျွန်တော်တို့ကသွားပြီးတော့မှတောင်းလို့ရမယ်ပေါ့နော်တောင်းပြီးတော့ကျွန်တော်တို့ဥပမာပေါ့နော်ကျွန်တော်ဒီကနေ့ကကျွန်တော်9ရက်ပဲရှိသေးတယ်14ရက်နေဆိုတော့ကျွန်တော်9ရက်ချိန်ရသေးတယ်အဲကြားထဲမှာကျွန်တော်တို့ကဒီပေါ့နော် wifi ကနေ document တောင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော် document လေးရလိုက်ဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့ကဖြည့်ပေးလိုက်မယ်ပေါ့နော်ဖြည့်ပေးလိုက်မယ်ဆိုလို့ရှိရင်ဥပမာပေါ့နော်ဒီကောင်လေးကိုရွေးပြီးတော့မှဥပမာပေါ့နော်ကိုကြိုက်တဲ့ဥစ္စာကိုပဲရွေးပါဒါကကျွန်တော်ကလုံးဝမရှိသေးတဲ့သူတွေအတွက်ကျွန်တော်အကောင်းဆုံးရွေးနည်း internet ကိုပဲရွေးခိုင်းတယ်ပေါ့နော်ပြီးတော့ရင် new KYC continue ဆိုတာလေးရှိရပေါ့နော်အောက်မှာ continue လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်
ဒီမှာပေါ့နော်ဒီမှာသူရဲ့အချက်လက်တွေကိုကျွန်တော်တို့ဖတ်ကြည့်လို့ရတယ်။ Okay သူ့ရဲ့အချက်လက်အထူးချုပ်ကိုတော့ကျွန်တော်ကပြပြပေးမယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်เนาะကျွန်တော်ပြပြပေးမယ်သူကဘာလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမောလိန်ညာတာတွေကိုဒီမှာပေါ့နော်ဒီမှာအချက်တွေရှိတယ်ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ရဲ့ဒီအကောက်တွေကအမှန်ကန်ဖြစ်ရမယ်ကျွန်တော်တို့ document တင်တဲ့အခါမှာကျွန်တော်တို့ကအမှန်ကန်တင်ရမယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်အချိန်ပြည့်သို့မဟုတ်ကျွန်တော်တို့ယာယီဘန်းခံရမယ်ဘိုင်းနဲ့အကောက်ပေါ့နော်ယာယီဘန်းခံရမယ်သို့မဟုတ်ကျွန်တော်တို့ရာသက်ပံကျွန်တော်တို့ဘန်းခံရမယ်ပေါ့နော်အဲ့လောက်တော့ကျွန်တော်တို့ရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မှန်မှန်ကန်ကန်နဲ့တင်ရမယ်ပေါ့နော် Okay ကျွန်တော်တို့ကဒီပေါ့နော်တင်မယ်မှန်ကန်သွားပြီဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့ဒီပုံတွေပေါ့เนาะဥပမာပေါ့เนาะကျွန်တော်တို့ကဒီ document ပေါ့เนาะ wifi ဆိုလို့ရှိရင် wifi က document တောင်းတာကျွန်တော်ဒီရေဘေးတွေဘာတွေမှာကျွန်တော်တို့ document ယူထားတာတွေဘာတွေကိုကျွန်တော်တို့ကဒီပေါ့เนาะတပုံလေးကိုကျွန်တော်ရိုက်ပြီးတော့သူတို့စီကိုပို့ပေးရမယ်ပေါ့เนาะအဲ့လိုပို့လိုက်လို့ရှိရင်เนาะကျွန်တော်တို့ကရပြီပေါ့เนาะအဲ့တော့ကျွန်တော်ကတော့ဒီမှာပေါ့နော်တင်လိုက်ရင်ရပြီဆိုလို့ရှိရင်သူကကျွန်တော်တင်လိုက်တာနဲ့ချက်ချင်းတန်းလက်ခံသွားပြီကျွန်တော်တို့စာလဲကြလာမယ်လက်ခံနဲ့စာကြလာပြီဆိုလို့ရှိရင်เนาะကျင်းတွေပေါ့ဗရာသားတို့တွေပေါ့နော်ဒီ$50ကတော့ကျင်းတွေပေါ့ရရှိသွားမှာဖြစ်တယ်ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကလက်မခံဘူးဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီပေါ့နော်$ပဲကျွန်တော်တို့ရရှိမယ်ပေါ့နော်$ပဲကျွန်တော်ရရှိမယ်โอเคစိုးတော့မစိုးပါဘူးကျွန်တော်တို့ဒီပေါ့နော်တကယ်အမှန်ကန်ဖြစ်တဲ့စကိုင်းမန်းလေးတကယ်ကိုဒုက္ခရောက်နေတဲ့သူတွေကျွန်တော်တို့ဖြစ်တယ်ဆိုလို့ရှိရင်เนาะဒီကောင်လေးကိုစူးစမ်းပြီးတော့လှုပ်စီချင်တယ်ပေါ့နော်လှုပ်လိုက်ပါလှုပ်လို့မှကျွန်တော်ရလို့ရှိရင်เนาะကျွန်တော်တို့ဒီပေါ့နော်$50ရလို့ရှိရင်เนาะကျွန်တော်လည်းအမပေါ့နော်တဝက်သုံးမဟုတ်သုံးပုံတစ်ပုံကျွန်တော်တို့သုံးညင်လဲသုံးပေါ့နော်နှစ်ပုံကိုတော့ကျွန်တော်တို့ဒီပေါ့နော်လူရင်လူလိုက်ပါအဲ့ဒါကတော့ပိုကောင်းရင်းနေပေါ့နော်โอเคအဲ့တော့ကျန်တာကတော့ထွေထူးတော့ပြောစရာတော့တိတ်တော့မရှိတော့ဘူးပေါ့နော်ဗီဒီယိုလေးကတော့လောက်ပါပဲပေါ့နော်ဗီဒီယိုကိုအဆုံးလေးကြည့်ပဲဗရာသာအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်အားလုံးလည်းအဆင်ပြေကြပါစေဘေးကနေရေခင်းကြပါစေလို့လည်းပြောချင်တယ်ပေါ့နော်ကျွန်တော်မမေ့ပါနဲ့သူကလှူတာပါကျွန်တော်တို့ကလည်းတက်နိုင်တယ်လို့ပြန်ပြီးတော့မှကျွန်တော်လည်းတဝက်သုံးသူတို့လည်းတဝက်သုံးသို့မဟုတ်ကျွန်တော်လည်းသုံးမဟုတ်တပုံသုံးရင်သုံးနှစ်ပုံကိုလှူရင်လည်းလှူပေါ့နော်ဒါကတော့ကျွန်တော်တို့လှူနိုင်တဲ့ဘက်ကကျွန်တော်ရတဲ့ဥစ္စာကိုကျွန်တော်ပြန်လှူတာပေါ့နော်အဲ့လိုလီတော့လှုပ်တင်တယ်လို့ကျွန်တော်လည်းထင်တယ်ပေါ့နော်โอเคအဲ့လိုကောင်းတဲ့စိတ်နဲ့လုပ်ရင်တော့အရာအောင်မြင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်โอเคဗီဒီယိုလေးကလောက်ပါပဲပေါ့နော်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးပဲဗရာသာအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်စီမီကြပါစီဘိုင်ဘိုင်